င်နာတတ်တဲ့သူသဘောကောင်းတဲ့သူဘာပြောပြောသူ့ကိုမကောင်းတာတွေပဲပြောပြောကောင်းတာတွေပဲပြောပြောပြုံးပြုံးလေးငြင်းခံနေတတ်တဲ့သူဒါမှမဟုတ်ရင်လည်းသူ့ကိုပြောညံ့တဲ့သူလို့တောင်ပြောလို့ရပါသေးတယ်သူ့ကိုပြောလို့ရှိရင်ငြင်းပြီးတော့ခန်းနေတတ်တယ်ဘာမှလည်းပြန်မပြောဘူးဒါပေမဲ့အဲ့ဒီလူကိုတေချာလေးအချိန်ကြာကြာစောင့်ကြည့်ပါသူကတကယ်အချိန်ကြီးကြာသွားပြီဆိုရင်အယမ်းကိုမာကြော့သွားတတ်တဲ့သူလုံးဝကိုလှည့်မကြည့်တတ်တဲ့သူဥပိ္ပခာအယမ်းပြုတ်တတ်တဲ့သူဒါမှမဟုတ်ရင်လည်းအယမ်းကိုပြောင်းလဲသွားတတ်တဲ့သူလို့ထင်ရပါလိမ့်မယ်ဒါကတေချာစဉ်းစားကြည့်လေကြောက်ဆောင်ကြောက်တုံးကြီးတွေတောင်မှလှိုင်းတဘိုးတန်တွေကြောင့်အကွဲပြီးတော့ကြေသွားကြတာပဲမဟုတ်လားဒီတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာရောသဘောကောင်းတတ်တဲ့သူဘာပြောပြောငြင်းခံနေတတ်တဲ့သူတွေရှိကြလားဖြေပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်